ကျွန်တော်ဒီနေ့စပင်းညက်ပါမယ်စပင်းညက်မယ်စပင်းရနေရှင်းနေပြီးတော့ကိုကိုလည်းညကြည့်ရင်တော့အဲ့တော့ try နေမယ်ပေါ့နော်ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ဗီဒီယိုအဆုံးမှာတော့မြင်ရမှာဖြစ်ပါတယ် okay စလိုက်Okay. So, okay. Now we want to get out.